ဖျားသခင်ကိုပြောင်းလဲစေခဲ့သောစက္ကရိယာနာယီဆိုတာစီးပွားရေးလုပ်ဖို့အလုပ်သွားဖို့တီထွင်ခဲ့တာမဟုတ်ပါဘူးတကယ်တော့နာယီကိုဖျားဝတ်ပြုဖို့အတွက်စတင်တီထွင်ခဲ့တာပါလို့ပြောရင်ခမားယုံမလားလွန်ခဲ့တဲ့နှစ်ပေါင်းများစွာအလယ်ခေတ်ကာလတုန်းကခရစ်ယာန်ဘုန်းကြီးကျောင်းတွေမှာပြဿနာတစ်ခုရှိခဲ့ပါတယ်ဘုန်းကြီးတွေဟာညသက်ကောင်အချိန်မှာထပြီးဝတ်ပြုဆုတောင်းဖို့လိုအပ်တာပါဒါပေမဲ့ပြဿနာကညဘက်မှာနေနာရီစံတရုပ်တွေကိုသုံးလို့မရတယ်လို့ရေနာရီ water clock တွေကလည်းစောင်းတွင်းဆိုရင်ရေခဲပြီးရက်သွားတတ်ပါတယ်ဒါကြောင့်သူတို့ဟာအချိန်မမှန်ခေါင်းလောင်းတီးပြီးနှိုးပေးနိုင်မဲ့စက္ကရိယာတစ်ခုကိုမဖြစ်မနေတီထွင်ခဲ့ရတယ်အဲ့ဒါကတော့50နာရီ mechanical clock ပါပဲပထမဆုံးပေါ်လာတဲ့နာရီတွေမှာမျက်နှာပြင်နဲ့လက်တံတွေမပါပါဘူးအချိန်ကျရင်အတန်မြည်ဖို့တတ်ပါပဲဒီတီထွင်မှုကကဘာကြီးကိုပြောင်းလဲစေခဲ့ပါတယ်ဘာလို့လဲဆိုတော့တဘာဝတရားကြီးရဲ့မညီမျှတဲ့အချိန်တွေကိုဖယ်ရှားပြီးတနာရီမှာမိနစ်60ရှိတယ်ဆိုတဲ့တိကျတဲ့စံသတ်မှတ်ချက်ကိုလူသားတွေစတင်ဖန်တီးနိုင်ခဲ့လို့ပါပဲတဘာဝတရား၏အချိန်မှသည်စက်ယန္တရား၏အချိန်သို့